ကြားလေးတွေအတွက်ကာကိုဘောင်းပြီးအတူလေးအိတ်ကက်လေးလုံးပါတယ်ဒီဇိုင်းတစ်လေးပုံတစ်လေးမိမစ်မှာရောက်ထားပါလေဒီမှာကြည့်အောင်ထုတ်တာလုံးဝ special ကောင်းမယ်ကိုမတို့ဒါမျိုးအသားဒါမျိုး quality ဆိုရင်အပြင်မှာ1000ကျော်ပေါက်တယ်ကိုမတို့နော်မိမစ်စီမှာလေး6000ကျော်ခဲ့တဲ့လာယူပါဒီမှာကြည့်ပေါင်ချိန်ဆိုရင်ပေါင်ချိန်120လောက်ကနေပြီး140လောက်ပြလို့ရမယ်ပြီးရင်ဘေးအိတ်ကက်ကဒီမှာကာကိုဒူနာလေးကနှလုံးအပေါ်နားလေးကနှလုံးကာကိုအိတ်ကက်လေးလုံးပါမယ်ပြီးတော့ဒီမှာဒီချုပ်တာပဲလုံးဝ special ချုပ်ထားပြီးတော့အခုလက်လုံးက trend ဖြစ်နေတဲ့ဒူနာကုတ် design လေးကိုလောက်ထားပေးပါရရှင်အပြင်မှာ1000ကျော်နေတဲ့ကာကိုပေါင်းမီတွေကိုမိမစ်စီမှာ6800ကျပ်နဲ့ရပါမယ်ရှင်အနည်းဆုံး900ရောင်အနည်းဆုံး9တဲ့တရကနေတော့စပြီးတော့ယူပေးပါရှင်ဒီမှာကြည့်9တဲ့ဒီမှာဆိုရင်မြင်ကာလာဆုံး4ရောင်အနည်းဆုံးပါအောင်ထည့်ထားပေးရဖြစ်ပါရဲ့ရှင်ကာလာလုံးဝရွေးယူလို့မရပါဘူးရှင်ကာလာ9တဲ့ဒီမှာဆို4ရောင်ပါပါမယ်ရှင်တစ်ထည်မှာ6800ကျပ်ပါပစ္စည်းကောင်းပြီးတော့လေဈေးရလေ6000ကျော်နဲ့ရချင်တယ်ဆိုရင်ဒီပစ္စည်းကိုရအောင်ယူပါနော်ဒီမှာကြည့်အောင်ဟိုမှာရှယ်မိုက်ဒူနာကွက်လေးနဲ့လာမယ်တစ်ထည်မှာ6800ပဲရှိတယ်ပေါင်ချိန်130လောက်ကနေပြီးတော့140လောက်ယူဝယ်လို့ရမယ်ပစ္စည်း quality လုံးဝရှယ်မိုက်နဲ့ဈေးရှယ်တန်မယ်6000နဲ့မှ800ကျပ်ပဲရှိတယ်ဒါမျိုးအမိုက်စားတွေကိုနော်ဒီမှာကြည့်တစ်ထည်ဟိုမှာ6000နဲ့မှ800 9တဲ့ယူတာနဲ့ random နဲ့စားပဲရောက်တဲ့မျိုးသားလည်းအရင်ကချီလေးနဲ့ပို့ဆောင်ပေးပါရှင်